တဦးရဲ့ရက်တီရှင်တန်နေတဲ့မိမသားဆိုရင်လူတွေကအကဲခတ်ရှင်ကြတယ်တယောက်တည်းရက်တီနေတဲ့ဆိုကြတဲ့ကဝမ်းနဲ့အားငယ်ပြောညံ့တတ်တဲ့မိမတွေထဲမှာမပါတော့ဘူးသူမအတွက်ဘဝတစ်လျှောက်မှာခက်ခဲကြမ်းတမ်းမှုတွေနဲ့ကြုံဆုံခဲ့ရပြီနာကျင်ကြေကွဲမှုတွေနဲ့ခံစားခဲ့ရပြီထိုးနဲ့တိုက်ခိုက်မှုတွေကိုလည်းကြက်ညက်ခံခဲ့ပြီနှလုံးသားမှာဒဏ်ရာအထက်ထက်ရလာခဲ့ဘူးတဲ့သူမဟာဘာတွေကိုများထပ်ပြီးဝမ်းနဲ့အားငယ်ကြောက်ရွံ့နေရအောင်ပါလဲအားငယ်ကြောက်ရွံ့မှုတစိုးတစည်းမှမရှိတဲ့သူမအတွက်ပေါ်ဆိုတာမလိုအပ်တော့အခုချိန်မှာသူမဟာကိုယ့်ကိုယ်ပိုရှိတက်လာတယ်ကိုယ့်အရှင်နေပေါ်မှာပျော်ရွှင်အောင်နေတတ်လာတယ်ကိုယ်နှလုံးသားမှာပျော်ရွှင်မှုကိုတည်မြဲအောင်ကြိုးစားတတ်လာတယ်အထီးကျန်တယ်လို့ထင်မြင်စမှုတွေဟာကိုယ့်ကိုယ်ယုံကြည်မှုမရှိလို့ပါကိုယ့်ကိုယ်ယုံကြည်မှုသာရှိရင်တယောက်တည်းလဲပွဲစီတယ်